အားလုံးပဲမိကြလာပါကျွန်တော်နာမည်အောက်ချိုးပါဒီနေ့ကျွန်တော်ဗုဒ္ဓဖူစားရတယ်ပေါ့ဗုဒ္ဓလို့ပြောရဟိုဝေးကနေတော့ကျွန်တော်စစ်စရာတခုရှိပါတယ်လောက်ဖီမှာလေချစ်စီလိုချိုတာဆုံးနဲ့ဝေးရပါပြီးတော့5မိနစ်တည်းနဲ့ဝေးရနိုင်ပါခင်ဗျာအကြောင်းသူဝေးတီချစ်တယ်မဝေးတီချစ်တယ်တော့ဂျိုင်းလာတော့တောက်ဖို့စီပါလေကျွန်တော်ဖီပြီးတော့ဆက်ပါတော့ချိုးလို့မင်းကျွန်တော်လောက်ဖီယာဒီကျွန်တော်လောက်ဖီယာဒီပမနဲ့ဝကဝဲထားရပါအေးအကြောင်းကျွန်တော်မင်းဝိုင်းဒီကောက်တယ်ကျွန်တော်ကပြီးသွားမယ်နော်။ညကျွန်တော်ဒီဟိုစပစ်ဖီရပဲကျွန်တော်ကဖီကိုသွားပြီ။ကဖီကိုသွားပြီကျွန်တော်တို့ကြောက်တော့ကဖီကိုသွားပြီ။ဟဲ့တူရပြီ။ကဖီရောက်ပြီမတော့။ဖူးမှာဘာရောက်လဲကျွန်တော်သွားကြည့်။ဒါပေမဲ့အပလာဘာမှမဟုတ်ဘူး။ကျင်း